မင်းမေလည်းမရှိတော့ဘူးဆိုတော့ငါသားရဲ့မင်္ဂလာပွဲမှာအမေရလည်းအဖေဖေရလည်းအဲ့တော့ငါသားရဲ့မင်္ဂလာပွဲမှာငါသားမျက်နှာဝင်ရအောင်ဒီဘက်ကအစားရအားလို့စစ်စစ်ပြီးငါသားဘက်ကဘာတောင်းဆိုစရာရှိလဲ ဖေရဲ့အဖေကိုယ်တိုင်ဥဆောင်ပြီးစီစဉ်ပေးမယ်ဆိုတော့တာဘာမှထပ်တောင်းဆိုစရာလိုသေးလို့လေဖေရဲ့အဲ့ဒီကောင်မလေးအတွက်ကိုရွှေရ30သားငွေရ300ရုပ်တင်အဲ့ဒီကုန်ကြစိတ်ကိုလည်းဖေပဲပြီးပြီးတော့အဖေပိုင်ဆိုင်တဲ့အိမ်နဲ့ခြံကိုငါသားရဲ့မင်္ဂလာပွဲအဖြစ်ဖေလည်းပွဲကိုလည်းသားကျင်းနေ ကျင်းတတ်တာဗောဖေကအဖေသားတော့လုပ်ပေးတာရမ်းများနေပြီပဲ တခုတော့ရှိရတော့သားဖေတော့ကလည်းမင်းအမေကိုမကြောက်ခဲ့ဘူးငါသားကလည်းငါသားမိန်းမကိုကြောက်เสียမလိုဘူးဒီဘက်သဘောပေါက်တယ် ဟုတ်ကဲ့ကြောက်တော့ပါပါ ဒါဆိုရင်မင်းရဲ့မင်္ဂလာပွဲကအောင်မြင်သွားပြီသဘောထားလိုက် ကျေးဇူးပါဖေthank you ဖေ thank you ဘာလဲငါသားနောက်တစ်ယောက်ဖေတောင်းပြရ ဟောဖေတော့ပြီဗျာဖေကလည်း နောက်တော့မဟုတ်ပါဘူးသားရဲ့တယောက်တည်းဆိုနဲနေမှာဆိုလို့ တော့ပါပြီဖေတယောက်ဆိုရပါပြီကောင်းပါပြီဖေကလည်း ဒီပါကွာအေးပါ ကိုကြိုစောတို့ဘက်ကတမီလေးကိုတင်တောင်းတဲ့ငွေကြေးပမာဏတော်တော်များတယ်နော် သမီးလေးတွေကောင်းတာပေါ့ရှင် သူတို့ကမြို့မြင်တဲ့ဖုန်းတွေဆိုတော့ဒီဘောအကောင်းဆုံးလုပ်မှသိကြတယ်ကွာတို့ကလည်းပဲသူတို့သားလေးမျက်နှာမငယ်ရအောင်ကြိုးစားပေးရမှာပေါ့ကွာ အဲ့ဒီအတွက်ပူမနေပါနဲ့ရှင်ကျမပူနေတာကသမီးလေးကလက်မခံပါဘူးပူပဲပူနေတာအခုတော့သမီးလေးကလက်ခံပြီဆိုတော့သူတို့နှစ်ယောက်အတွက်စိတ်အေးရပြီပေါ့ရှင် တို့မှလည်းဒီတမီလေးတရားပဲရှိတာကွာမောင်ကြိုးစောလို့အဖက်ဖက်ကပြစ်စုံတဲ့ကောင်လေးနဲ့အိမ်တော်ပဲဖြစ်သွားတာတမီလေးကံကောင်းတယ် ဒီလိုပဲတွေ့ရမှာပေါ့ရှင် မေမင်းတမီလေးရလေရောင်တော့ကိုစတုံးပါသွားမှာနော်မင်းနေတတ်ပါမလား မနေတတ်လဲနေတတ်အောင်နေရမှာပေါ့ရှင်ကိုရီလက်ထပ်ခဲ့စင်တော့ကလည်းမိဘတွေလိုပဲနေခဲ့ရတာပဲလေခုကိုလည်းပေါ့ရှင် မိခိုင်ညီနောက်တစ်ခါခုလိုမျိုးဆေးရုံတက်အောင်တာမျိုးတွေမလုပ်နဲ့တော့နော် ကြီးရောကြော်ရဲ့အခုမှဆေးရုံကဆဲလာပါရဲ့ဆိုမှဘလို့လုပ်ပြီးထပ်လုပ်မှလဲ ။အော်ညီပြောပုံရဆိုနောက်တစ်ခါထပ်လုပ်မယ်ပေါ့ မလုပ်ဘူးကြီးရောကြော်ရဲ့မလုပ်ဘူးကိုယ့်အကိုစိတ်အေးလက်အေးနေ你တက်တာရလားမိခိုင်你တက်တာရလားငါမေးနေရလေ တက်တာလို့အိမ်ပြန်ရောက်နေတာပေါ့အခုမှဘာလို့လာပြီးမင်းနေရလဲတွားကိုယ့်အိမ်ကိုပြန် မိခိုင်ရဲ့ငါမှလည်းငါအိမ်လောက်တင်နေပြီးတော့နေခိုင်းထားတဲ့အထက်ကိစ္စနဲ့အလုပ်ရှောင်နေလို့ပါရဲ့ မသိဘူးသူမကောင်းလို့အတော်ကောင်းမလားမှတ်တယ်တော်လဲတူတူပဲဒီခိုင်ပေါ့ဟုတ်ရတယ် မိခိုင်ရဲ့စိတ်မဆိုးပါနဲ့ဟောရမိခိုင်လေးကလေဟောရဒေါ်မမို့ရထာဝရမိတ်စီပါနော်ဟိုကောင်ဒေသကြောင့်ထက်မပြောနဲ့သူ့ကြောင့်ပြောမပြောကြဘူး ခိုင်တော်လေးမို့စိတ်ပြတ်တယ်တင်တာဒီကောင်အပေးစကားလေးအောင်လာမပြော အဲအကြောင့်ဒေါ်လေးမို့စိတ်မဆိုးပါနဲ့လို့တောင်းပန်နေတာပေါ့မိခိုင်ရဲ့နော်ဒီမှာမိခိုင်နောက်ခါကြလို့ရှင်လေမိခိုင်ဒေါ်လေးမို့တော့မှစိတ်မပြတ်စေအောင်ဒေါ်လေးမို့မိခိုင်စိတ်ချမ်းသာအောင်ထားမှာနော်ဘူးလောလောဆယ်တော့လေစိတ်ကလေးကိုရှော့ပြီးတော့တက်ဖြစ်အောင်ကြားတယ်နော်လို့ဟေ
အဲ့လိုပါဘူးမိခိုင် ကျဲတော့ပေါ့တယ်နော် ဟောအဲ့ဒါအစ်စ်ပြန်လိုက်ခိုင်းတာရော အေးငါချပဲတစ်တွေဘလောက်ဝင်စရာရှိတယ်မောင်တီစာ 80လောက်ထုတ်ဝင်ဖို့ရှိသေးတယ် ဟုတ်လားအေးဟိုမနေ့ကလေမကွေးရကြည်တာဟာငါ့ဖုံးဆက်ထားသေးတယ် ဟုတ် ဟိုလာကောရင်မပဲ3တန်လောက်လိုချင်လို့တဲ့ ဩ မင်းတေချာတန့်စင်ပေးထားလိုက်ကြလားနော် စိတ်ကြပါဦးရဲ့ကျွန်တော်တန်းထားလိုက်ပါ အေးပြီးဒါနဲ့ဘေးဖေကွေရသားရနေကောင်းလား ဖေကတော့ထုံးစံတိုင်းပဲဦးရေဖေအားတရားလေးလုပ်လိုက်ဆေးကူလိုက်နေ အေးကောင်းပါလေကွာအေးချမ်းပါလေ ဟုတ် ဒီလေ ကျွန်တော်ကဦးကျော်စောရဲ့သားကျော်စောပါ အော်ဦးကျော်စောရဲ့သားဟိုအေး ကျွန်တော်ရဲ့မင်္ဂလာဆောင်လေးကိုလာဖိတ်ပါအဖေကမှာလိုက်တယ်ကျွန်တော်မင်္ဂလာဆောင်ဟိုတဲ့ဦးအနေနဲ့လာခြင်းရင်လည်းလာမလာခြင်းရင်လည်းလာခဲ့ပါ ဟင် sorry ပါဦးကျွန်တော်စကားပြောတာနည်းနည်းလောပါတယ်အဖေမှာလိုက်တာကကျွန်တော်မင်္ဂလာဆောင်ဦးအနေနဲ့ဆက်ဆက်လာပြည့်အောင်လာခဲ့ပါ အော် ပြီးတော့သူ့ကိုလည်းရှောင်းနေစရာမလိုပါဘူး မရှောင်ပါဘူးကွာဦးကတကယ်အလုံးမအားလို့ပါအော်ဦးကျော်စောပြောလိုက်ပါစိတ်ချနော်တားရဲ့မင်္ဂလာဆောင်လာပြအောင်လာပါမယ်လို့ပြောလိုက်ပါနော်အေး ။အော်လင်းရောငါမင်္ဂလာဆောင်ကိုလာခြင်းသေးလား။မင်းတို့ကောင်မျိုးရဲ့အဆင့်တန်းနဲ့ငါပိတ်စာနဲ့ရမတန်ဘူးဆိုတဲ့ခါကျတော့ငါမင်းတို့တော့ပိတ်စာမပေးတော့ဘူးကွာ။ဒီမင်းရန်လာခြင်းနဲ့ဆိုရင်တော့ငါမင်္ဂလာဦးရအောင်လာပြောကြည့်ပါအာအချိန်တန်တော့လေဘသူကပါဆိုတော့ဒီကောင်းကောင်းသဘောပေါက်ပါဦးရဲ့ အေးပြော ကျွန်တော်ပြန်ဝင်ပြပါဦး အေး စိတ်လျှော့ပါမောင်တီစာရဲ့မင်းတယောက်တည်းပဲခနဲ့သွားတာမဟုတ်ဘူးဦးကခနဲ့သွားတာပါစိတ်ထဲမထားပါနဲ့ကွာနော်ခေါင်းနဲ့အဲ့ထည့်နေတယ်ကိုလုံးဆရာရှိတာပဲဆက်လို့နော်ကဲလာပါကွာစိတ်လျှော့လိုက်တော့လာလျှော့လိုက်တော့လာ မင်းရောငါမင်္ဂလာဆောင်ကိုလာခြင်းသေးလားဒီမင်းရန်လာခြင်းနဲ့ဆိုရင်တော့ငါမင်္ဂလာဦးညကိုလာမျှော်ကြည့်ပေါ့ကွာ ဟာမင်းကြီးရလေကွာစိတ်နဲ့ကိုယ်နဲ့မကပ်ပါလားတာရဲ့ဘာဖြစ်လို့တော့ဖေ့ပြောစမ်းမအောင် ဟုတ်တယ်ဖေဒါစိတ်ကြီးအရန်ကိုရှုပ်ထွေးနေ ဒါလေးစိတ်တွေအရန်ရှုပ်ထွေးနေလို့ရှင်မိခိုင်လေးစီသွားလိုက်ပါလားဒါမှသားစိတ်ရှုပ်တာတွေစိတ်တွေအားလုံးသားရှင်းသွားလိမ့်မယ်ဟေး ဟေးဒါစိတ်တွေညစ်နေပါတယ်ဆိုမှဖေဘာလို့ဒါရီလာပြောနေရလဲ ဟာဖေကဘာပြောလို့တော့ညစ်နေတဲ့စိတ်တွေတခါလဲလမ်းဆန်းတော့မိခိုင်လေးစီသွားလိုက်ပါလားလို့အဖေကပြောတာအဖေမားလို့လားသား မသွားနိုင်ဘူးဖေဟာ
ခုပါဘူးဗျာအဖေကဒါတခါတည်းပဲပြောလိုက်တော့မယ်ဝိနဲ့သားနဲ့အခုပြတ်သွားပြီဖေရဲ့ ဟေး ဝိရအခုချားတယောက်နဲ့မင်္ဂလာဆောင်တော့မှာ အဲ့ဒါသိတ်ကောင်းအရန်ကောင်း မကောင်းဘူးဖေရဲ့တာကူလိုမျိုးခံစားနေရတယ်ဒေါသဖြစ်နေရတယ်တာကူတားလဲအားမလို့အားမရဖြစ်တယ်ဖေဟာ ခတ်တော့ခတ်နေပြီဒါလက်ဆက်တတ်တော့အဖေသားအချင်းမီးတွေလောင်မြိုက်နေတာဟုတ်ကွာ အမှန်ပဲဖေဟုတ်တယ်ဒါချစ်မီးတွေလောင်မြိုက်နေတာအဲ့ဒါရောဘသူကြောင့်လို့ဖေးထင်လဲ ဟမ်ဘသူကြောင့်လဲကဲပြောကြည့်ပါ ဘသူကြောင့်ရှိရမှာလဲမိခိုင်ဘောဖေရဲ့မိခိုင်ကြောင့်သားနဲ့ဝိအခုလိုမျိုးရှင်ခွဲခွဲရတာအဲ့မိခိုင်ကြောင့် ခတ်တယ်သားခတ်တယ်အဖေသားမဆိုင်တဲ့မိခိုင်လေးကိုဆွဲပြီးထည့်နေတာဟုတ်ဟမ်ဒီမှာသားမင်းပြောသလိုမိခိုင်ကြောင့်လို့မင်းပြောတယ်မလားအဲ့ဒီမိခိုင်လေးဆေးရုံရောက်သွားတာဘသူကြောင့်လဲ ဘသူကြောင့်လဲဖေ ဟာအဲ့ဒါမင်းကြောင့်ပဲလေ မဆိုင်တာဖေဟာဒီမဲ့ရခိုင်ရိုင်းပြောရလို့ရှိရင်သူ့ကိုယ်သူမတနာလို့လုပ်တာဖေရဲ့သူ့ကိုယ်သူသေမှာမကြောက်လို့လုပ်တာသားနဲ့ဘာမှမဆိုင်ဘူးအခုသားနဲ့ဆိုင်တာဝိနဲ့သားနဲ့ဇလန်တခန့်ရသွားပြီဖေဟာ သားကြောင့်ပဲမိခိုင်လေးရဲ့ဇလန်းတခန်းရက်ဖို့သူကြိုးစားနေတာဒီမှာသားလေးသားမိခိုင်စီတွားကြည့်လိုက်သားကြောင့်လို့မပြောဘူးဆိုအဖေလည်းပဲလာဖြတ်လိုက်ဟုတ်ပြီလား ဖေသစိတ်ညစ်လို့ပါဖေဘာလို့ဖေကဒီမိခိုင်ဘက်ကိုပဲရှင်းနေလိုက်ပေးနေရလဲဟာ အဲ့ဒါပဲငါသားအဲ့ဒါပဲအဖေကသားလေးကိုအမှန်ကြီးပြောနေတာသားအဲ့ဒီအမှန်ကြီးသားခါနေတာဒီမှာသားလေးဝိနဲ့တခန်းရက်တော့မိခိုင်လေးနဲ့တခန်းပြန်စလိုက်ပေါ့သားရဟုတ်ဘူးလား ဖြစ်နိုင်ပါဘူးဖေဒါတောင်းမှန်ပါတယ်ဖေအဲ့လိုမဖြစ်နိုင်တာဆက်မပြောပါနဲ့ဗျာအခုဝိရမင်္ဂလာဆောင်တော့မှာဖေရဲ့တိုက်ဝိမင်္ဂလာဆောင်လို့ရှိရင်တိုက်နေလို့ဘလို့ကြော်ပြတ်မှာလဲဖေဟာဟာ အဲ့လိုကြော်ဖြတ်ချိန်တယ်ဆိုလို့ရှိရင်မိခိုင်လေးစီသွားဗျာအဲ့ဒီခက်ခဲတွေကိုကြော်သွားလိမ့်မယ် ဖေး အေး အဖေဘာပြောနေမှမသိဘူးဗျာတော်တော့မယ်ဖေး အသာလို့ပါတဲ့အဲ့ဒါဝိပါကပဲဟေးဝိပါကဒီသားမင်းကြည့်ရတယ်အစင်မပြေလိုက်တာကွာတခါတလေငါတို့နှစ်ယောက်လို့မင်းပျော်ပျော်လေးနေကြည့်စမ်းမှာငယ်ချင်းရ ဟုတ်တယ်ဒေတာဟင်အရှင်ဒေတာနဲ့မတူတော့ဘူးပေါ့ပေါ့နေစမ်းမှာတကယ်ဒီစိတ်မျက်စရာကြီးခေါင်းထဲမှာတွင်းနေပါနဲ့တကယ်ကြီး ဒီလက်ထက်သွားရင်ဆိုတဲ့စိတ်ပြောနိုင်ဘူးအဲ့တခုတော့ငါ့နားလေပြီပါမင်းဘူးရနာပြင်းစားပါလားကွာဒါပေမဲ့လည်းဟိုကတကယ်လက်ထက်တော့မှာလေတကယ်ချင်းဒီဘာတတ်နိုင်တော့မှာလဲစိတ်ချလိုက်ဝေးယူမမေ့နိုင်ဘူးကွာဟာဝေးယူဘာကြောင့်မခိုးပြစ်တာလဲဆိုတော့မင်းတို့အတိဆုံးခုလိုလက်ထက်မှာငါသုံးမကြတာကိုသိနေလေငါခံစားနေပဲတငယ်ချင်းတို့ရဒီကွာအစကတော့မိခင်တနာတာဒီတိုင်းမဲ့မင်းအခုလိုခံစားနေရတာလေမင်းဖြစ်နေရတာမြင်ရကြတော့လေမင်းတို့ကိုချင်းဆောင်ပြီးပါရောအဲ့တော့ကွာငါတို့မျိုးဘာလုပ်ပြရမလဲဘာကူညီရမလဲတကယ်လို့ ဟုတ်တယ်ဒေတာငါတို့ကမင်းတို့ချစ်ကြီးမချစ်ဘူးတော့ပြောမပြတတ်ဘူးကွာတကယ်ချစ်တကယ်ခံစားရတယ်ဆိုတာမင်းနဲ့ကြာမှငါတို့သိတာငါတို့ကိုညီလို့ရတာမှန်သမျှကွာမင်းကိုကိုညီပေးမယ်တကယ်ကြီးလားနော် အဝေးကိုရှင်းပြခြင်းပြီးရကွာ
ဝေးငါ့ကိုခွင့်ပြုသည်ဖြစ်စေခွင့်မပြုသည်ဖြစ်စေငါရဲ့ဖြစ်ကိုတော့ရှင်းပြခွင့်ရရင်ပဲအကျဉ်းနဲ့ပါပြီကွာ တည်တယ်အဲ့ဒီပြဿနာကြီးကမင်းရဲ့ရင်ဘက်မှာတစ်ဆွဆူကြီးဖြစ်နေတယ်ဆိုတာငါတို့ခံစားလို့ရတယ်ဒီလိုလုပ်ပါတော့လေဟိုမင်းဝေးကြီးကိုပြောချင်တဲ့စကားတွေငါတို့ပြောလိုက်ငါတို့တော့ပြောပြီးမှာကွာ အေးဟုတ်တယ်အဲ့ဒါသဘောတူတယ်မင်းဝိရှိကိုသွားလို့မရမယ်တူငါတို့သွားပြီးမယ်ကွာဟိုမင်းပြောချင်တာဖြစ်ချင်တာငါတို့လုပ်ပြီးမယ်ဟုတ်တယ်နော် မဟုတ်ဘူးကွာဟာဝေးကိုကိုယ်တိုင်ရှင်းပြချင်တာကွာဝေးကငါ့ကိုဖုန်းမကင်တော့ဘူးဆိုတော့ငါစာပေးပြီးတော့ချင်းနေတယ်ကွာရမင်းတို့ငါ့ကိုစာပေးပေးမလားရ ဟာတကယ်ကြီးထုတ်ပြီးမှာဘောကွာမင်းကလေ ဟုတ်မင်းတို့ရောဝေးရထွက်တွေ့ပါမလားကွာရ ဩအဲ့ဒါငါတို့နှစ်ယောက်တာဝန်ထားပါကြည်စားတယ်နော်ငါတို့အစားဆုံးကိုညီမိမယ် ဟုတ်တယ်ငယ်ချင်းကံကောင်းပါစေကွာဘုန်းကြီးကဆူတောင်းပေးပါ ဟေးဘာကိစ္စလဲကွာ အော်ဒီလိုပါဗျာကိုကျော်စောကမက်ဝီကိုစားပေးခိုင်းလိုက်လို့ပါအော်ဒီလိုပါရှင့်အန်ကယ်ဟိုကိုကျော်စောကလေဟိုမက်ဝီကိုစားပေးခိုင်းလိုက်လို့ပါ ဟေးမင်းတို့ကဟောကောဟုတ်ရလားဟမ်ခုနငါရှိတယ်မင်းတို့အတန်ပြောင်းသွားတယ် အော်ဟုတ်ပါတယ်အန်ကယ်ရဲ့ဒီမှာစားပေးခိုင်းလိုက်တာပါ သမီးရေဝိမောင်ကျော်စွာစာပေးခိုင်းလိုက်လို့လေသမီးဘယ်မှာလဲအိုက်စာပေးအလီလို့ပေးခဲ့ ဟိုအဲ့လိုပေးလို့မရဘူးရှင်ဟိုကိုကျော်စောကလေဟိုမက်ဝီရဲ့လက်ထဲကိုကိုတိုင်ကိုကြထည့်ခဲ့ပါဆိုလို့ပါနော်အန်တီနော် ဟိုအဲ့ဒါကြောင့်ကျွန်တော်တို့ကလာပေးတာပါခင်ဗျာ ဟုတ်ပါ အဲမဟုတ်ပါဘူးဟိုအဲ့ဒါကြောင့်ကျမတို့ကကိုယ်တိုင်လာပေးရတာပါလို့ ဟုတ်ကဲ့ရှင် မျိုးမျိုး သူတွေလဲ ဝီဟိုကျော်စောကစားပေးခိုင်းလိုက်လို့ပါရှင် သွားလိုက်ဦးနော် လှလာလိုက်တာတောင်းမနော် ဝေးကျွန်တော်ကိုစိတ်နာနေပြီလားယင်အဲ့ဒီနေရာဝေးစီအချိန်မရောက်ခဲ့တဲ့အကြောင်းလေးကျွန်တော်ဝေးကိုရှင်းပြခြင်းတယ်အဲ့ဒီတော့လေကျွန်တော်အခုထိခံစားနေရတော့မှာပဲဝေးရဲ့ဝေးဖုန်းမကင်တော့ကျွန်တော်ပိုခံစားရပါတယ်ဝေးလက်ထပ်တော့မယ်ဆိုတာကိုလည်းကျွန်တော်သိပြီးသွားပြီကျွန်တော်ဝေးကိုတွေ့ချင်တယ်ဖြစ်ခဲ့တဲ့ဖြစ်ပျက်တွေကိုနည်းနည်းချင်းဆိုင်ပြီးကျွန်တော်ရှင်းပြခြင်းတယ်ဝေးရပြစ်တင်မယ်ဆိုရင်လည်းခံပါမယ်ကျွန်တော်တို့ရဲ့မှတ်တရနေရာလေးကိုမနှက်ပြန်မနှက်9 နာရီအရောက်ဝေးရလာခဲ့ပြီပါနော်ကျွန်တော်ဆက်ဆက်ဆောင်နေပါမယ်ဟဲ့ဟိုဝေးယူတွေ့ခဲ့လား တွေ့ကြတာပေါ့ကွာရင်ထဲမှာထိတ်လန့်နေတာပဲတော်သေးတယ်ဘာမှမဖြစ်ဘူးရောက် ဟိုဝေးရောမင်းတို့မှတ်မိရလားကွာရ မမိတာဗောကွာဝိကငါတို့မောင်းမထုတ်ဘူးကွာဟိုပြီးတော့မင်းပေးတဲ့စာကိုလည်းယူလိုက်တယ်ဟိုကြည့်ရတာလေဝိမင်းကိုစိတ်မကုန်သေးဘူးကွာ ဟဲ့ဝီယူလေသူ့အဖေနဲ့အမေကသူချဲလဲနေတာရောက်မင်းနောက်တစ်ခါတော့ထပ်ကြိုးစားနေတယ်ရောက် အေးပါကွာဟိုမင်းတို့နှစ်ယောက်စလုံးကိုလေငါကျေးဇူးအများကြီးတင်ပါတယ်ကွာဟိုဝေးယူရှင်းပြခွင့်ရရင်ပဲငါကျေးနေပါပြီကွာနော် ဟာရောက်
ဒီတစ်ခါရှင်းပြပြီးတစ်ခါတည်းတော့ခိုးခဲ့တော့ကွာမိခိုင်ဘာပဲဖြစ်ဖြစ်ထားခဲ့လိုက်ဟုတ်ပြီလားအေးကွာကိုစီရအောင်လာခဲ့ပြီပါဝေးကိုအတွက်တည်ရရှင်ရည်များလက်ကိုရေးချင်နေလို့ပါဝေး တိတ်အံ့ဟောသွားရပေါ့ ကျွန်တော်ချင်းတဲ့နေရာကိုဆက်ဆက်လာခဲ့ပြီလို့ဝမ်းသာပါတယ်ကျွန်တော်လေဝီဒီယိုအားတတိယနေတာဗျာ ရှင်ကျမကိုဘာရှင်းပြမှာလဲရှင်းပြလေ အိညာဝီချင်းတဲ့နေရာကိုကျွန်တော်တကယ်ထွက်လာခဲ့ပါတယ်ဗျာ တကယ်ထွက်လာရဆိုရင်တကယ်ရောက်လာမှာမဟုတ်ဘူးလား ဝီအပြစ်တင်လဲဆိုလေကျွန်တော်ခံပါမယ်ဒါပေမဲ့အဲ့နေရာကျွန်တော်ကြုံတွေ့ခဲ့တဲ့ပြဿနာကိုတော့ကျွန်တော်ရှင်းပြချင်လို့ပါ သူဘာတွေပြောနေတာလဲကိုကြီးမပြီးသေးဘူးလား ကိုကျော်စွာဘာလို့ဆင်းလာလဲကိုကျော်စွာဆင်းလာတော့ तू ကပြောထွက်တော့မှာမဟုတ်တော့ ကျွန်တော်တခြားနေရာသွားအောင်ကိုကြီးဒီအနေထားနဲ့ဆိုရင်သူတော်တော်ခံစားနေရမှာပေါ့ ဒီမှာကိုတီစာရှင်ခုလောက်ဆိုရင်သဘောပေါက်တင်နေပြီကျမနဲ့ကိုကျော်စွာနဲ့ဟာမကြခင်မှာလက်ထပ်တော့မယ်ချစ်သူလေးရှင်ဘလောက်ပဲဖြည့်ရှင်းချက်ပေးပေးရှင်ဖြည့်ရှင်းချက်တွေကအတော့မဝင်တော့သဘောပေါက်လားပြီးတော့ကျမနဲ့ပတ်သက်ဖို့လေရှင်ထပ်မကြိုးစားပါနဲ့ သူ့အတွက်အချိန်တလောက်ပေးစရာမလိုပါဘူးဝိရဲ့သူ့မှာနားပါတယ်ဆိုရင်ဒီသဘောပေါက်လောက်မှာပါ ခဏလေးပါဝေးခဏလေးပါ မင်းမနားမပါဘူးလားတေးစာဒီလောက်ဆိုရင်မင်းနဲ့ဝိတန်သလားဆိုတာကိုမင်းသဘောပေါက်သိပြီထင်ပါတယ် ဝေးကျွန်တော်ကိုရွဲပြီးပြောနေရမှာလားကျွန်တော်မေးတာအမှန်လေးဖြေပေးပါဗျာ တော်တော်ကြီးရတဲ့စကားပဲဒီမှာကျမကကိုကျော်စာလိုလူနဲ့တွဲပြီးတော့မှရှင့်ကိုအရွက်တက်အောင်မယ်ပေါ့ရှင့်မျက်လုံးကြီးကောင်းတယ်မလားသိချာကြည့်လေ ဝေးသူ့ကိုတကယ်မချစ်ဘူးဗျာတကယ်မချစ်ဖ ೇನೆ လူတစ်ယောက်ကိုတက်လုံးလက်တွဲတော့ဘူး ရှင်ကျမကိုတကယ်ချစ်ခဲ့တယ်မလားအေး तू ကရှင်ချစ်တာတဲ့ပိုချစ်တယ်တကယ်ချစ်တဲ့သူကနားကျင်အောင်မလုပ်ဘူးရှင်ရှင်ခုထီတော့မှ
သဘောမပေါက်သေးဘူးလား အေးကိုဒီထက်ပို့ပြီးတော့ဝေးတဲ့နေရာသွားတယ်ကျင်တယ်ကိုတို့ရဲ့ပြောစရာရမ်းကောင်းတဲ့အချိန်တွေမှာသူတို့မဆိုင်တဲ့လူတွေခေါ်မလာစီချင်ဘူးနော် ကိုကြီးတေစာမျက်နှာလည်းမကောင်းပါလားမြင်မကောင်းလား ကောင်းပါတယ်ကိုကိုရဲ့ ကောင်းတယ်လို့သာပြောတာမျက်နှာကြီးကလည်းစုပုတ်ပုတ်ပြီးတော့မဝီရလည်းဘာဖြစ်လို့လိုက်မလာလဲ ဟိုတူမအားလို့နေမှာကိုကိုရဲ့နော် ဟုတ်လို့လားကိုကြီးရဖူးဖူးတော့အိမ်အောင်မလာတော်ကြာနေပြီ ဟုတ်လို့လားကိုရဲ့ ဟုတ်တာပေါ့အရင်တော့ဆိုကိုကြီးနဲ့ခဏခဏလာရလေ တူမအားလို့နေမှာပါကိုရဲ့နော် ကိုကြီးတေစာနဲ့မဝီနဲ့ရန်ဖြစ်ထားရလား မဖြစ်ပါဘူးကိုရဲ့ အဲ့ဆိုရင်ဘာဖြစ်လို့မဝီရလိုက်မလာလဲကိုကြီးရောမခေါ်လာဘူးလား တူမလိုက်လာခြင်းလို့နေမှာပေါ့ကိုရဲ့ ဟိုကမဝီကိုတအားတတိရနေတာကိုကြီးရောတတိမရောက်လား ရှားတာပေါ့ကိုရဲ့ ကိုကြီးကလည်းဘာဖြစ်နေမှလည်းမသိဘူးစကားပြောတာအေးဆက်ဆက်ကြည့် ကိုကြီးကောင်းနေတယ်လေကြိုက်နေလို့ပါကိုရဲ့ ဟုတ်လားအဲ့ဆိုလို့ရှိရင်ဖူးဖူးတို့အိပ်ပြေကြမယ်လေကိုကြီးလည်းနားလို့ရတာပေါ့ ကျေးဇူးတင်ပါတယ်ကိုရဲ့နောက်ခါကျရင်ကိုရဲ့အကြာကြီးလိုက်ဖို့နော် ရပါရဲ့ကိုကြီး မိခိုင်ရလဲဒီနေ့ကျမှအလုပ်တွေစွတ်ခိုင်းနေတော့ပဲငါမှပြန်ရတော်တော်တောင်နောက်ကျနေရေးရဆန်းဆန်းလေခဏစောက်မအောင်ဆိုတာမစောက်ဘူးနေလောက်တာလေငါမှဖြက်လန်းပြန်လာနေရပြီနေငါတယောက်တည်းဒီလန်းယူဖြက်အောင်မယ်နေကြောတောင်ချမ်းလာပြီ ကိုမင်းကိုဆုံးရှုံးရပြီဆိုတာတေချာသွားပါပြီဝေးရဲ့မင်းတို့နေအောင်အိုးအောင်မင်းအောင်ပေါင်းနိုင်ကြပါစေကွာ ဟေးတကယ်ကြီးဒေသကြီးဖေးပါတိုင်းလို့ငါတို့အပြင်သွားမလို့လိုက်ခဲ့ကွာ မင်းတို့ပဲသွားကြပါကွာမလိုက်ချင်တော့ ဟ
ဟဲ့အဲ့လိုတော့မလုပ်ပါနဲ့တေးစားဟိုငါတို့အားလုံးအရက်ဖြတ်ပြီးကြတဲ့ကလွတ်လွတ်လပ်လပ်အပြင်ကိုတစ်ခါမှမသွားသေးဘူးကွာဟိုလိုက်ခဲ့ပါကွာ ဟုတ်ပါကွာဒီနေ့ကဝေးမင်္ဂလာဆောင်တဲ့နေ့ဟိုလိုက်ချင်ကွာအေးပါကွာဟိုဒါဆိုလဲမင်းနေခဲ့လိုက်လीနော်ငါတို့တော့မသိရဘူးလေ တကယ်ချင်းနောက်တစ်ခါဆိုတော့ငါတို့နဲ့လိုက်ခဲ့ကွာနော်ဟိုအရင်လည်းခံစားမနေပါနဲ့ကွာငါတို့သွား အေးပါဟောတို့ပြောတယ် ဝီဆိုတဲ့ကောင်မလေးကတကယ်ပဲမင်္ဂလာဆောင်သွားပြီဆိုတာဟုတ်လားသားဟမ် ဟုတ်တယ် အဲ့ဒါနဲ့မင်းသားရဲ့မင်းဘာလို့အပြင်မသွားတာဘာဆိုင်လို့တော့သားလေး စိတ်ညစ်လို့ပါ ဟာစိတ်ညစ်လို့မဟုတ်တာသားရဲ့မင်းဟောမတော်ပျော်ပျော်ကြီးမင်္ဂလာဆောင်နေတာငါသားဘာလို့စိတ်ညစ်ရမှာလဲမင်းပျော်ပျော်ကြီးနေရမှာမဟုတ်ဘူးလားသားလေးရဲ့ဟင် သူပြောနိုင်ပေမဲ့တော့မပြောနိုင်ဘူးဖေ အဲ့ဒါကအဓိပ္ပာယ်မဲ့တာပဲသားရဲ့လုံးဝအဓိပ္ပာယ်မဲ့တာသားဒီမှာသားအသားလေးကိုချစ်လို့သူချစ်တဲ့သူနဲ့သူမင်္ဂလာဆောင်သွားတာသူ့မှာကတော့ပျော်လို့ရွှင်လို့သူပေးတဲ့တောကတွေနဲ့ငါသားရင်ဝင်ပိုက်ပြီးခံစားနေရတာဟမ်ဒီမှာသားမင်းတို့ဥပိ္ပခပြုတ်နိုင်ရမယ် ဒါချင်းတစ်ခုတော့လုံးမဲ့ဖေ ဟာချင်းတစ်ခုတေးစားမင်းငါမွေးထားတာမင်းပြောတဲ့အချင်းဆိုတာဟိုမှာမင်္ဂလာဆောင်ပြီးခလေးတွေတပြုံကြီးထွက်လာတဲ့အထိမင်းအဲ့ချိန်ထိစောက်ပြီးလွမ်းနေဆွေးနေဦးမှာလားတားရဲ့အဖေကိုပြောစမ်းပါဦးအဖေကိုပြောစမ်းပါဦးမင်း ဟုတ်ကဲ့ပါဖေအဖေတော့တရားချလို့လားဒီနေ့တော့ဒါစင်ပြေသေးဘူးဖေလို့ဆက်ချင်အောင်ကျွန်တော်ထားလို့လဲတယောက်တည်းနေပြရစီဖေ ကောင်းပြီလေတားရဲ့ဒီတော့ဘာမှမပြောချင်ဘူးမသားတားလေးအခုလွမ်းဆွေးပြီးငိုကြွေးနေတာအဖေမကြည့်ရလို့မင်းသိလားအဲ့ဒါဝိပါကဒီမှာတားရဲ့အသားလေးဝှရှင်ကြည်ပါစီကွာ
အကြီးကြီးတစ်ခုကိုမင်းဆက်ရအောင်ပါ ဝိပကဒီနာတော့ပြောနေလေတို့ ပေရနာရဲ့စိတ်တွေကိုယ်ထဲမှာဝင်ပူးနေတယ်လို့ခံစားရတဲ့ ခင်ဗျကြောက်ပွဲကိုလာနိုင်သွားတယ်ကွာဟာငါမဟုတ်ကွာတာကိုကသူ့ကိုချစ်လို့မရသေးတာဟာ